ကဲအခုတော့ lesson 3လေးစလိုက်ကြရအောင်第三课 lesson 3你家在哪儿နေရဘယ်မှာတော့နဲ့အဲ့တော့မေးရဲ့你家在哪儿နေဘယ်မှာတော့နဲ့我家在北京ငါရ北京မှာအခုတင်တဲ့စလုံးတွေ是တို့ကြောက်တို့在တို့စရဲ့စလုံးတွေကဒီအခြေခံအကြဆုံးနဲ့အသုံးအများဆုံးစကားလုံးတွေဖြစ်ပါတယ်ဒီစကားလုံးတွေကိုမှန်မှန်ကန်ကန်သုံးတတ်တဲ့အခါမှာနော်ဒီ basic စာကြောင်းလေးတွေအခြေခံစာကြောင်းလေးတွေပြောတဲ့အခါမှာဘာအခက်အခဲမှမရှိပါဘူးဒါကြောင့်မို့လို့ဒီစလုံးလေးတွေကိုတို့မှန်မှန်ကန်ကန်သုံးတတ်ဖို့သူ့နေရာနဲ့သူသုံးတတ်ဖို့စူးစမ်းရပါမယ်နော်အဲ့ကြအောင်နံပါတ်1ဖတ်မယ်နော်家之一啊家ဆိုတာအိမ်ကိုအခုနေရဲ့အိမ်家ကိုရဲ့အိမ်အခု在自爱在ဆိုတာကနေရာပြတဲ့စကားလုံးကိုပြောတာနော်အဲ့တော့ဘယ်လိုလေးသုံးလဲပေါ့在နဲ့နေရာနဲ့နောက်ကတွဲသုံးတယ်အဲ့တော့ဥမာ在中国တရုတ်မှာဥမာမြန်မာပြည်မှာဆိုရင်ဘယ်လိုပြောမှာလဲ在缅甸မြန်မာပြည်မှာ我在缅甸ကျွန်တော်ကမြန်မာပြည်မှာဒါဆိုကျွန်တော်အိမ်ကမြန်မာပြည်မှာဆိုရင်ဘယ်လိုပြောမှာလဲဘာခက်လို့လဲဘာမှမခက်ဘူးကျွန်တော်အိမ်ဆိုတော့ကျွန်တော်ဆို我အိမ်ဆိုကြကျွန်တော်အိမ်ဆို我家我家在缅甸ပေါ့ဟုတ်လားကျွန်တော်အိမ်ကမြန်မာပြည်မှာအဲ့တော့စာကြောင်းလေးလုပ်ကြည့်လိုက်မယ်ဒါဆိုဘယ်လိုလဲ我在中国ကျွန်တော်ကတရုတ်မှာပါဆိုစာကြောင်းလေးမရတော့ဘူးလားရပါတယ်အဲ့တော့ကိုပြောတဲ့ sentence တွေထဲမှာကိုပြောတဲ့စာကြောင်းတွေထဲမှာနေရာလေးတွေပါတယ်ဆိုရင်ဒီနေရာလေးတွေပါတယ်ဆိုစိုက်ဆိုတဲ့စကားလုံးလေးကိုထည့်ဖို့မမေ့ပါနဲ့နော်အခု哪儿ဒါရှာအာတန်လေးနော်အာတန်လေးပါရင်ရှာလေးနည်းနည်းလိမ့်မယ်အရင်ကြီးလိမ့်မှာမဟုတ်နည်းနည်းပဲလိမ့်မှာနော်အရင်ကြီးလိမ့်ရင်လည်းနားထောင်လို့မကောင်းတော့ပြန်ဘူးအဲ့ဘယ်လိုလေးလဲဆိုရင်နဲအာ哪儿နော်အဲ့တော့哪儿ဆိုတာကဘယ်မှာလဲလို့မေးတာ哪儿ဘယ်မှာလဲအဲ့ဘယ်မှာလဲဆိုတာလဲနေရာတစ်ခုပဲဒါကြောင့်မို့လို့သူ့ကိုစိုက်နဲ့တွဲပြီးတော့သုံးလေးရှိတယ်在哪儿ဘယ်မှာလဲနော်ဒါဆိုစာကြောင်းလေးနဲ့တွဲသုံးကြည့်လိုက်တဲ့အခါမှာ你在哪儿နင်ဘယ်မှာလဲဖြစ်သွားတယ်နော်你在哪儿နင်ဘယ်မှာလဲဥမာ中国在哪儿တရုတ်ကဘယ်မှာတော့缅甸在哪儿缅甸မြန်မာပြည်ကဘယ်မှာလဲဘယ်မှာလဲအများကြီးပဲ sentence တွေလုပ်လို့ရတယ်เนาะ pattern လေးတွေဒီလိုစာကြောင်းတိဆောက်ပုံလေးတွေသိရင်အများကြီးပဲစာကြောင်းလေးထပ်ပြီးတော့လုပ်လို့ရတယ်เนาะဟုတ်ကဲ့ထားဆိုတာသူ့ဒါယောက်ျားလေးထားเนาะမိန်းကလေးထားကလည်းထားပဲအဲ့လိုမျိုးထားတွေစုံတာများလာရင်တို့တွေကဘာလုပ်ရလဲဆိုရင်เนาะနှစ်ခုမှတ်ရတယ်ဥပမာနှစ်ခုမှတ်ရတယ်ဆိုတာသူ့ရဲ့တရုပ်စလုံးနဲ့ပါတွဲပြီးတော့မှန်နိုင်เนาะအကောင်းဆုံးထားသူနောက်တစ်ခုကြည့်အောင်ဒီကမြို့လေးတွေတစ်ချက်သွားကြည့်ကြမယ်เนาะပထမဆုံးတစ်ခုက北京北京ကတော့တရုတ်နိုင်ငံရဲ့မြို့တော်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့上海ကတော့上海ပေါ့နောက်တစ်ခုကတော့香港ကတော့ဟောင်ကောင်မြို့ပဲဖြစ်ပါတယ်香港ဟောင်ကောင်ဒီမှာကြည့်北京上海香港对လားကဲအဲ့တော့ dialogue စာတရုပ်စာလေးပြောမယ်ဒီမှာကိုယ့်ရဲ့အိမ်ကိုနေတဲ့မြို့တစ်ခုခုပြောကြည့်ကြပါနော်老师ကမေးမယ်你家在哪儿မြို့အမျိုးမျိုးကပါမှာပဲဟုတ်တယ်မဟုတ်လားကဲဒါလေးတွဲမယ်နော် read and match တဲ့တွဲမယ်ဒီမှာတော့ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ကြော်သွားမှာဒါပေမဲ့ကိုယ့်ဘာသာကိုလေ့ကျင့်မယ်နော်အရှင်းမလည်းပြောခဲ့တယ်လေ့ကျင့်လို့ရှိရင်စလုံးတွေကိုမှတ်ဆရာမလို့တော့ဘူးသူကလည်းသူလေ့ကျင့်မှများပြီးတော့မှတ်မိသွားမယ်စာတီးတိုင်ပြန်လုပ်ဆရာမလို့တော့နော်အဲ့ဒါလေးတွဲမယ်ကဲ translation နဲ့ဘာသာပြန်မယ်ဒီမှာဘာသာမပြန်ပေးတော့ဘူးဘာဖြစ်လို့လဲဆိုတော့စာရမရသိချင်လို့ကိုယ့်ဘာသာကိုဘာသာပြန်ရပါမယ်ဒီဘာသာပြန်တိုင်းဘာသာပြန်တဲ့နေရာတိုင်းအခန်းတိုင်းမှာကိုယ့်ဘာသာကိုဘာသာပြန်ရပါနော်အဲ့တော့ဒီမှာဆိုဘာသာပြန်ရမှာ6ကျောင်းတောင်ရှိပါတယ်နော်
ဒါစာရေးမှာအင်စာရေးမှာကဲအဲ့တော့သူ့ရဲ့တရုတ်စလုံးလေးတွေဖင်းရင်းလေးတစ်ချက်လိုက်မှတ်ကြစို့ပထမဆုံးတစ်လုံးလေးကဝဒုတိယတစ်လုံးလေးက在နောက်တစ်ခုကကြတော့北နောက်တစ်ခုကကြတော့金ဒီလေးခုပေါင်းလိုက်ရင်ဘာဖြစ်သွားလဲ我在北京ကျွန်တော်က北京မှာပါဆိုတော့အဓိပ္ပာယ်ရတယ်ဟုတ်တယ်နော်ဥမာအများကြီးပဲ sentence တွေလုပ်လို့ရတယ်နော်在ရဲ့အနောက်မှာနေရာလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ဘယ်နှကြောင်းပြောလို့ရပါလဲ3ကြောင်းပြောလို့ရသွားပြီဟုတ်လားနော်3ကြောင်းပြောလို့ရသွားပြီဘာ3ကြောင်းလဲကဲကြည့်မယ်နော်ဘာ3ကြောင်းလဲဆိုရင်我叫ဘသူနော်我叫ဘသူ我是缅甸人我家在ဘယ်မှာရှိပါတယ်ဆိုပြီးပြောလို့မရသွားဘူးလားအရှိက lesson 3ခုမြောက်နေမှာဆိုနေရာနဲ့ဆို3ချောင်းပြောတတ်သွားပြီဟုတ်တယ်နော်ကဲဟုတ်ပါပြီအဲ့တော့အစားလိုက်လို့နော်ကြည့်လိုက်အခုတော့3ချောင်းပြောတတ်ပြီမိခွန်းနေလဲလောက်တတ်နေပြီနော်နေအိမ်ဘက်မှာလဲဆိုညီကြားကြိုက်နာဟုတ်တယ်မို့လားထားကြားကြိုက်နာအဲ့လိုလဲလောက်တတ်နေပြီအဲ့တော့စာအဆုံးထိများလိုက်လို့ခဲ့ရင်ဘယ်နှချောင်းများပြောတတ်မလဲနော်Okay ဆိုတော့ဒါလေး pronunciation practice လေးနောက်ဆက်အစအဆုံးတစ်ခေါက်ဆိုပြမယ်ပြီးရင်ကိုယ့်ဘာသာကို3ခေါက်စီလိုက်ဆိုမယ်တကြောင်နော်ပါ妈发ปูဆိုတော့ပူးလို့အတန်ထွက်တယ်နော်ပူပူမူဖူရမယ်နော်ဟုတ်ပြီဒါဆိုပါအခန်းကဏ္ဍရောက်လာပြီလေအင်စာလောက်ရမယ့်အခန်းကဏ္ဍရောက်လာပြီအဲ့တော့အင်စာဘာကြီးလောက်ရမှာလဲထုံးစံအတိုင်းပဲဒီနေ့သင်သွားတဲ့ vocabulary ဆိုတာဘာလဲဒီဟာတွေကိုပြောတာပါနော် vocabulary 1 2 3 4 5 6ခွန်နော်4 5 6ခွန်အဲ့ဒီဟာတွေဒီ new word လို့တတ်ထားတဲ့ဟာတွေမှန်သမျှအကုန်ဖတ်ပြမယ်နော်ပြီးရင်ကိုယ့်ရဲ့ဒီအမေအဖြေလေးပြောမယ်ညီကြားကြိုက်နာဝကြားကြိုက်ဘယ်နေရာမှာပါအဲ့ဒါလေးပြောမယ်နော်ပြီးရင် translation တွေကိုဖတ်မယ်နော်တက်ကနေ6ပြီးဘာသာတစ်ကြောင်းချင်းစီပြန်ပြီးတော့ပို့ပေးမယ်你是哪国人你ကဘယ်နိုင်ငံသားတော့我是中国人ကျွန်တော်တရုတ်နိုင်ငံသားဖြစ်ပါတယ်အားလေးဘာသာပြန်မယ်ပြီးဒီဟာလေးတွေကိုစာလေးတွေရေးပါမယ်နော်ဒါကတော့ဒီနေ့ရဲ့အင်စာလေးပဲဖြစ်ပါတယ်မှတ်ထားအောင်မယ်နော် vocabulary ဆိုတာဘာပြောရလဲ sentence pattern ဆိုတာကဘာပြောတာလဲ pronunciation practice ဆိုတာဘာပြောတာလဲနော် pronunciation practice ဆိုတာဒါဟာလေးကိုပြောတာပါနော်ဒါလေးဒီဖတ်ပြရပါမယ်နော်စုစုပေါင်းဖတ်ပြရတာဘယ်နှမျိုးလဲ1မျိုးနော်2မျိုး3မျိုးပဲရှိပါမယ်နော်我在北京ဆိုတဲ့ဒီစလုံးလေးတွေကိုလည်းရေးရပါမယ်နော်ပြီးရင် translation မှာပါတဲ့စာကြောင်းတွေကိုမြန်မာလိုဘာသာပြန်ပြီးတော့ voice message ပို့ရမယ်နော်ဒီဟာလေးဒီ6ကြောင်းပြောတာပါကဲဒါဆိုအင်စာလေးလည်းရမယ်ထင်ပါတယ်နော်我们再见